Hanefit ဟာနာကုမ္ပဏီမှထုတ်လုပ်သောသေးငယ်ပြီးစွမ်းဆောင်ရည်မြင့်မားသည့်ကားတစ်မျိုးဖြစ်ပါသည်ဤကားသည်မြို့ပြအတွင်းသွာလာရန်အထူးသင့်လျော်ပြီးလောင်စာဆီချွေတာနိုင်မှုစီးနင်းရလွယ်ကူမှုနှင့်ဈေးနှုန်းသက်သာမှုတို့ကြောင့်လူကြိုက်များပါသည် Honda Fit အဓိကအင်္ဂါရပ်များတဲ့ဒီဇိုင်း Honda Fit သည်ခေတ်မီသောဒီဇိုင်းနှင့်ပြောင်မြောက်သည့်အတွင်းပိုင်းဒီဇိုင်းကိုပိုင်ဆိုင်ထားပါသည်သေးငယ်သောလည်းအတွင်းပိုင်းနေရာကျယ်ဝန်းပြီးလိုအပ်သည့်ပစ္စည်းများကိုလွယ်ကူစွာထည့်သွင်းနိုင်လောင်စာဆီချွေတာနိုင်မှု Hanefit သည်လောင်စာဆီချွေတာနိုင်မှုအားထိရောက်စွာပေးစွမ်းနိုင်ပါသည်မြို့ပြအတွင်းသွာလာရာတွင်လောင်စာဆီစားနှုန်းသက်သာစေပါသည်စွမ်းဆောင်ရည် Hanefit သည်စွမ်းအားကောင်းသောအင်ဂျင်နှင့်ချုံးမွေသောဂီယာစနစ်ကိုပိုင်ဆိုင်ထားပါသည်မြို့ပြအတွင်းသွာလာရာတွင်လွယ်ကူပြီးစိတ်ချရပါသည်လုံခြုံရေး Hanefit သည်ခေတ်မီသောလုံခြုံရေးစနစ်များဖြစ်သည့် FP48 နှင့်ကားတည်ငြိမ်ရေးစနစ်များကိုပိုင်ဆိုင်ထားပါသည်ဈေးနှုန်း Hanefit သည်ဈေးနှုန်းသက်သာပြီးစွမ်းဆောင်ရည်မြင့်မားသောကြောင့်လူကြိုက်များပါသည် Hanefit အားသာချက်များလောင်စာဆီချွေတာနိုင်မှုစီးနင်းရလွယ်ကူမှုဈေးနှုန်းသက်သာမှုခေတ်မီသောဒီဇိုင်းနှင့်လုံခြုံရေးစနစ်များ Hanefit အားနည်းချက်များသေးငယ်သောကားဖြစ်သည့်အတွက်လူအများစုနှင့်ခရီးသွားရာတွင်နေရာကျဉ်းမြောင်းနိုင်ပါသည် Hanefit သည်မြို့ပြအတွင်းသွားလာရန်အတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပြီးလောင်စာဆီချွေတာနိုင်မှုစွမ်းဆောင်ရည်နှင့်လုံခြုံရ